နတ်ဘုရားတွေရဲ့ကျင့်စာကြောင့်တိုင်တန်လာတဲ့တင်မောတွေသမုတ်တရားအောက်ကိုရောက်ခဲ့ရလေသလားကျွန်တော်တို့ Greek တန်တာကြီးတွေထဲမှာတော့တိုင်တန်ဆိုတဲ့နတ်ဆိုးတွေဟာနတ်ဆိုင်တဲ့ငရဲကဘာအောက်ခြေမှာကျင်းချခံခဲ့ရတာပါဒါပေမဲ့ဒီကျင်းစာဟာကျွန်တော်တို့ခေတ်သစ်သမိုင်းတဲ့အထိပါလာခဲ့ရဆိုရင်ရောဒုံခဲ့တဲ့112နှစ်အတွင်းမှာတိုင်တန်ဆိုတဲ့နာမည်ပါတဲ့အရာမှန်သမျှကိုသမုတ်တရားကဝမ်းမြောက်သွားခဲ့တာပါဒါဟာနတ်ဖျားတွေရဲ့လက်ချက်ကြောင့်ပဲလားဟုတ်ကဲ့ကျွန်တော်ရဲ့ Master Soul Channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့တိုင်တန်နဲ့သင်္ဘောကြီးနဲ့တိုင်တန်ရင်ကုန်သင်္ဘောငယ်လေးတို့ကြားထဲကယုံနိုင်စရာအမှန်တရား၅ချက်နဲ့အတူနတ်ဖျားတွေတကယ်ရှိမရှိကိုကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါခင်ဗျာကျွန်တော်တို့ပထမဆုံးအချက်ကတော့နာမည်ပါပဲတိုင်တန်နဲ့ဆိုတာကိုလူတွေကဘယ်တော့မှမနှိမ့်မြုံနိုင်တဲ့သင်္ဘောလို့ယူဆခဲ့ကြပါတယ်ဒါပေမဲ့နတ်ဖျားတွေနဲ့အပြိုင်တိုင်တန်ဆိုပြီးတော့နာမည်ပေးခဲ့တာဟာသမုတ်တရားဆောင်နတ်မင်းကိုစိန်ခေါ်လိုက်တယ်လို့ဖြစ်ခဲ့ပါတယ်ထူးဆန်းတာကသင်္ဘောမထွက်ခင်သတင်းတစ်ပတ်လောက်ကလေးကသင်္ဘောဝမ်းပိုက်ထဲမှာမီးလောင်နေခဲ့တာပါဒါဟာကျင်းစာရဲ့အစပြုမှုပဲလားရုပ်ရှင်ထဲမှာတော့လူတွေကကံကြမ္မာကိုမသိပဲပျော်နေခဲ့ကြတာပါတကယ်တော့ဒီတိုင်တန်နဲ့သင်္ဘောကြီးကမနှဲမြုပ်ခင်14နှစ်လောက်အလိုတွေက The Wreck of the Titan ဆိုတဲ့စာအုပ်ထဲမှာဒီသင်္ဘောကြီး AB လမှာရေခဲတောင်နဲ့တိုက်မိပြီးနှဲမြုပ်မဲ့အကြောင်းကိုတိကျကျပါဝင်နေခဲ့တာပါနတ်ဖျားတွေကစာအုပ်ကနေတဆင့်ကြိုတင်တတိပေးခဲ့တာများလားနောက်တစ်ခုကရုပ်ရှင်ထဲမှာတော့ညူတွေကြောင့်ကျွန်တော်ရေခဲတောင်ကိုမမြင်ရတာပါတကယ်လက်တွေ့အပြင်မှာတော့မှန်မြောင်းတွေရှိတဲ့တက်တာတော့ကအရာရှိတယောက်နဲ့အတူကမ်းပေါ်မှာကြံရစ်ခဲ့တာပါဒီလောက်သိငယ်တဲ့တော်တချောင်းကလူပေါင်း1500ကျော်ရဲ့ကံကြမ္မာကိုအဆုံးသတ်ပေးလိုက်တာဟာတိုက်ဆိုင်မှုထက်ပိုနေပါတယ်ဒီတော့တိုင်တန်နဲ့နင်းမြုပ်ပြီးအတိအကျ112နှစ်အကြာ2023ခုနှစ်မှာတိုင်တန်ဆိုတဲ့နာမည်နဲ့ရင်ကုန်သင်္ဘောငယ်ဟာတိုင်တန်နဲ့သင်္ဘောကြီးရှိရာသမုဒ္ဒရာကျမ်းပြင်ကိုလေ့လာဖို့တွားခဲ့ပါတယ်အဲ့ဒီမှာအဲ့ဒီတိုင်တန်ရင်ကုန်သင်္ဘောငယ်ဟာရေထုရဲ့ဖိအားကြောင့် explosion ဖြစ်ပြီးပေါက်ကွဲခဲ့ပါတယ်ကျွန်တော်တို့ပို့ပြီးထိတ်လန့်ဖို့ကောင်းတာကတိုင်တန်ပိုင်ရှင်ရဲ့ဇနီးဟာတိုင်တန်နဲ့သင်္ဘောနင်းမြုပ်စဉ်ကပါသွားခဲ့တဲ့သေဆိုးသူရဲ့မီးတော်ဆက်နေရပါပဲဆိုတော့ဒီကျိန်စာဟာရိုးစစ်ဆက်ကိုလိုက်ပြီးတော့ဖြည့်ဆည်းနေသလားလို့ထင်မှတ်ရပါတယ်နောက်တစ်ခုကရုပ်ရှင်ထဲမှာတော့လူတွေရင်နစ်မြုပ်သွားတာကိုမြင်ရပေမဲ့တကယ်အပြင်မှာတော့လူအယိုးစုတစ်ခုတောင်ရှာလို့မတွေ့ခဲ့ပါဘူးဆိုတော့သမုတ်တရားကသူယူသွားတဲ့အရာမှန်သမျှကိုဘာသက်သေမှချမ်းမထားပဲဖြောက်ပြစ်လိုက်တာဟာနတ်ဖျားတွေရဲ့လက်ချက်ပဲလားဒီတိုင်တန်ဆိုတဲ့နာမည်ရဲ့နောက်ွယ်မှာကြောက်မဲ့ဖွယ်ရာကျင်းစာတစ်ခုတကယ်ရှိနေရလားမိတ်ဆွေတို့ရောဘယ်လိုထင်မြင်မိပါသလဲ comment မှာရေးပြသွားခဲ့ကြပါအောင်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့တကယ်အပြင်ကအချက်လက်တွေနဲ့ရှင်းပြီးတော့မှစူးစမ်းစရာတွေကိုသိရှိခြင်းနဲ့ကြည့်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ Master Soul Channel လေးကို subscribe လေးလုပ်သွားဖို့မမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်